တတိထားမိလားတချို့လူတွေကြတော့လေဘာလို့လို့ကိုအောင်မြင်ကြတယ်တချို့ကြတော့လေစူးစမ်းတက်လောက်အရာမရောက်ကြဘူးမတိုးတက်ကြဘူးမအောင်မြင်ကြဘူးဒါပေမဲ့အဲ့ဒါကလည်းကံတရားကြီးနဲ့တော့မဆိုင်ပါဘူးအဲ့လိုမျိုးအောင်မြင်သွားတဲ့သူတွေမှာတချို့မရှိတဲ့အရေးစင်းတွေသူတို့မှာရှိနေလို့ပါโอเคဒီနေ့ဗီဒီယိုလေးမှာတော့ကျွယ်ဝချမ်းသာတဲ့သူတယောက်မှာရှိတဲ့အရေးအချင်းတွေအချက်20တိတိကိုပြပေးသွားပါမယ်ရှင်Hello အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့အလှပကျမ်းမာရေးနဲ့ဘဝအောင်မြင်ပျော်ရွှင်စေတဲ့အကြောင်းအရာလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ပို့ပါတယောက်ကစူးစမ်းတဲ့လောက်မအောင်မြင်ဘူးမတိုးတက်ဘူးတယောက်ကတော့လွယ်လွယ်နဲ့ချမ်းသာတယ်အောင်မြင်တယ်တိုးတက်တယ်ဆိုရင်ဒါဘာကြောင့်လဲဘာကွာလဲโอเคဒီနေ့ဗီဒီယိုလေးမှာတော့ကျွယ်ဝချမ်းသာတဲ့သူတယောက်ဖြစ်လာဖို့အတွက်မဖြစ်မနေရှိတဲ့အရေးချင်းတွေကမှနံပါတ်1 clear vision ရည်မှန်းချက်ကိုတိတိကျကျရှိခြင်းချမ်းသာတဲ့သူတွေကဘာလိုချင်တာကိုတိတိကျကျသိတယ်။ငွေများချင်တယ်လို့မဟုတ်ဘူး။ဘလောက်ပဲအချိန်ဆိုတာအထိသတ်မှတ်ထားကြတယ်။ဒါကြောင့်မလို့ vision မရှိရင်လမ်းမရှိပါဘူးလို့ပြောကြတာပါ။နံပါတ်2 discipline စီကံရှိခြင်း motivation ဆိုတာကတနေ့တာအတွက်ပါပဲ။သူကဒီနေ့စိတ်သက်ကိုတက်ကြွသွားလို့လုပ်မယ်ငါရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတော့သူ့မှာ motivation ရန်အားကောင်းသွားတဲ့အတွက်ဒီတနေ့တာအတွက်ကိုတော့တက်ကြွရှိနေလိမ့်မယ်။ဒါပေမဲ့ discipline ကတော့မင်းကိုအောင်မြင်မှုအထိဆွဲခေါ်သွားမယ်မလို့ချင်တဲ့နေ့တွေရှိတာတောင်တကယ်ကိုဆက်လုပ်ပြီးတော့စူးစမ်းသွားတယ်မရက်တဲ့သူကပဲတကယ်ကိုတိုးတက်သွားတာပါ3 continuous learning မပြတ်သင်ယူခြင်းချမ်းသာတဲ့သူတယောက်ကငါသိပြီးသားဆိုတဲ့စိတ်မရှိပါဘူးစောင့်တွေဖတ်တဲ့စကိတ်တွေယူတဲ့ကိုအမြဲ upgrade လုပ်နေတယ်အောင်မြင်သူတွေအများစုမှာဆိုရင်မတင်ယူရင်မတိုးတက်ဘူးဆိုတဲ့စကားလုံးလက်ကင်ထားတဲ့အတွက်သူတို့ကအမြဲတမ်းဘေးရမစိုးမပြတ်တင်ယူနေကြတယ်4 rest taking rest မရှိရင် reset ဆိုတာလည်းမရပါဘူးချမ်းသာတဲ့သူတွေဟာကြောက်စရာရှိရင်အန်တီရပဲဖြစ်စရာရှိရင်အခက်ခဲတွေပဲကြုံကွာဘေးရမစိုးသူတို့ဘက်ကလက်မလွတ်အောင်လို့အခွင့်အရေးကိုတော့စုပ်ကင်ထားကြပါတယ်စိတ်ဆုံထဲမှာနေမယ်ဆိုရင်တော့ဘဝကပြောင်းလဲမှာမဟုတ်ပါဘူးSmart money management ငွေကိုတေချာစီမံနိုင်ခြင်းငွေရှာတဲ့အရေးကြီးဆုံးကတော့ငွေကိုထိန်းသိမ်းနိုင်ခြင်းပါပဲချမ်းသာတဲ့သူတွေကဝင်ငွေထွက်ထက်ငွေကိုထိန်းကြတယ် invest လုပ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင် save invest networking လူတွေနဲ့ဆက်ဆံရေးကောင်းခြင်းမင်းနဲ့အနည်းဆုံးလူ9ယောက်ကတော့မင်းဘဝကိုဆုံးဖြတ်ပေးလိမ့်မယ်ချမ်းသာတဲ့သူတွေကတော့တန်ဖိုးရှိတဲ့သူတွေနဲ့ပဲပေါင်းတယ် positive circle ထဲမှာပဲနေကြတယ် Confusion and consistency စိတ်ရှိမှုနဲ့ဇက်တိုက်ကြိုးစားမှုပါချမ်းသာတယ်ဆိုတာကတညာလေးနဲ့တော့မရပါဘူးနေတိုင်းနည်းနည်းချင်းစီတိုးတက်မှုတွေကိုပေါင်းစည်းပြီးတော့အောင်မြင်မှုဆိုတာဖြစ်လာတာပါself awareness ကိုသိမြင်နိုင်ခြင်းချမ်းသာတဲ့သူတွေကသူတို့ရဲ့အားနည်းချက်အားသာချက်တွေကိုသိကြတယ်ဟုတ်ပါတယ်ကိုမှမသိဘူးမဆုံးဖြတ်တတ်ဘူးဆိုရင်ဘယ်လိုတိုးတက်မလဲဘယ်လိုတိုးတက်အောင်မြင်အောင်ဆုံးဖြတ်နိုင်မလဲဆိုတာဘယ်လိုသိမှာလဲဟုတ်တယ်ဟုတ်ကို emotional control စိတ်ခံစားမှုကိုထိန်းနိုင်ခြင်းချမ်းသာတဲ့သူတွေအများစုကစိတ်ပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်ချက်တွေမလုပ်ပါဘူးဒေါသတွေစိတ်ညစ်မှုတွေနဲ့အခက်အခဲတွေကြားမှာတောင်အေးအေးဆေးဆေးဆုံးဖြတ်ပါတယ် emotion control မရှိရင် decision လည်းမှားတတ်ပါတယ်30 focus အာရုံစိုက်ပါချမ်းသာတဲ့သူတွေကရေးကြီးတာတစ်ခုကိုပဲအာရုံစိုက်တယ် everything လုပ်နေရင်တော့ nothing မဖြစ်နိုင်ပါဘူး7 growth mindset တိုးတက်ခြင်းနဲ့စိတ်ဖေးဖြစ်သွားတဲ့အရာကိုဆုံးရှုံးမှုလို့မမြင်ဘဲနဲ့အဲ့ဒါကိုသင်ခန်းစာလို့ပြောင်းပြီးတော့တွေးပါမြင်ပါ7 persistent okay ဒီအရာကိုဘယ်လိုပြောမလဲဆိုရင်အခက်ခဲတွေရဲ့ကြားမှာဒီလိုမဆုံးမနစ်စူးစမ်းနေတဲ့သူကပဲအောင်မြင်တာကိုပြောချင်တာပါအဲ့ဒါကတော့ winner never quit okay 73 communication skill ဆက်သွယ်ပြောဆိုနိုင်ခြင်းမှာ idea ကောင်းရှိတာကမလုံလောက်ပါဘူးပြောနိုင်ဖို့ပဲလိုတာပါမပြောနိုင်ဘူးဆိုတော့အခွင့်အရေးတွေလည်းလက်လွတ်သွားနိုင်ပါတယ်14 decision making ဆုံးဖြတ်ချက်တွေမှန်ခြင်းချမ်းသာတဲ့သူတွေကတော့အချိန်မဖြုံးမဲဆုံးဖြတ်တယ်ဆုံးဖြတ်ချက်တွေနှောင့်နှေးနေမယ်ဆိုရင်တော့အောင်မြင်မှုကလည်းနှောင့်နှေးနေဦးမှာပဲဒါကြောင့်မလို့ဆုံးဖြတ်ချက်တွေကမှန်ကန်နေဖို့လိုအပ်ပါတယ်15 one at it မမြင်ရတဲ့နေရာမှာတောင်အကောင်းဆုံးလုပ်တယ်အလုပ်ကိုတာဝန်ယူပြီးတော့ပြီးမြအောင်လုပ်တယ်ငွေဆိုတာကတန်ဖိုးပေးနိုင်တဲ့သူစီပဲလာတာပါ16 problem solving ပြဿနာကိုဖြေရှင်းနိုင်ခြင်းချမ်းသာတဲ့သူတွေကပြဿနာကိုရှောင်မထွက်ဘူးဖြေရှင်းတယ်19 time management အချိန်ကိုစီမံနိုင်ခြင်း
အချိန်ကိုမထိန်းနိုင်ဘူးဆိုရင်ဘဝလည်းမထိန်းနိုင်ပါဘူးဒါကြောင့်မလို့တိုင်းနဲ့လိုက်က equal ဖြစ်နေဖို့လိုအပ်ပါတယ်18 adaptability အပြောင်းအလဲနဲ့လိုက်လျောမှုရှိရမယ်လောကကြီးကအမြဲတမ်းပြောင်းလဲနေရမလိုက်နိုင်ရင်တော့ကြံရစ်သွားမယ်19 confident ယုံကြည်မှုရှိခြင်းချမ်းသာတဲ့သူတွေကသူတို့ကိုသူတို့ယုံကြည်ကြတယ်20 gratitude ကျေးဇူးတင်တတ်ခြင်းရှိပြီးသားအရာကိုတန်ဖိုးထားတဲ့သူကပို့ပြီးတော့ရှိလာတတ်တယ်မရှိသေးတာကိုစိတ်ပူနေတာထက်ရှိတာကိုကျေးဇူးတင်တတ်ပါဒါကြောင့်မို့အောင်မြင်မှုတွေအများကြီးကိုဆွဲဆောင်လိုက်ဖို့အတွက်ကျေးဇူးတင်တတ်ပါဒီနေ့ကနေစပြီးတော့တစ်ချက်ချင်းလေးပဲပြောင်းလဲကြည့်လိုက်ပါမင်းဘုံကပြောင်းလဲမှုတွေနဲ့စတင်လာမှာဖြစ်ပါတယ်ချမ်းသာမှုကအဝေးမှာမဟုတ်ပါဘူးမင်းရဲ့အကျင့်အပြောင်းလဲတွေထဲမှာပဲရှိတာပါဒါကြောင့်မင်းအောင်မြင်မယ်ဒါပေမဲ့မင်းမဲစတင်ရမှာဖြစ်ပါတယ်ဒီနေ့ကနေစပြီးတော့နည်းနည်းချင်းစီပြောင်းလဲပါမင်းဘဝကမင်းကိုယ်တိုင်တောင်မယုံနိုင်လောက်အောင်ပြောင်းလဲသွားမှာဖြစ်ပါတယ်โอเคဒီနေ့ဗီဒီယိုလေးကတော့အားလုံးအတွက်ကြိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ရှင်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးသွားတဲ့တူတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်စမ်းမပြည့်ရှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးဘိုင်ဘိုင်ပါ